စုစီနမပေးတဲ့ကြီးအားလုံးပဲမင်္ဂလာပါညတော့ချန်ပီယံလိပွဲတွေနန်းလို့ပြီးသွားပြီဒီနေ့နိုဝင်ဘာလ29ရက်နေ့ဂျာသာပရိနေ့ညမှာတော့ရူဘာလိတ်18ပွဲနဲ့ရူဘာကွန်ဖရင့်လိတ်18ပွဲကန်ဖို့ရှိပါတယ်ဒီပွဲတွေမှာတော့ကျွန်တော်ရူဘာလိတ်18ပွဲကို6သင်းကိုတစ်ဖိုင်နဲ့3ဖိုင်ခွဲပြီးတော့ကျွန်တော်တင်ပေးသွားပါမယ်ရူဘာကွန်ဖရင့်လိတ်18ပွဲကိုတော့ကျွန်တော်ဖိုင်လုပ်ချိန်များတော့တဲ့အတွက်ဒီခံမှန်း9ရက်လက်ကလေးတွေကိုကျွန်တော်လုပ်ပြီးတော့တင်ပေးသွားပါမယ်ဒီဖိုင်ကတော့ယူရိုပါလိတ်6သင်းရဲ့ပထမဖိုင်ဖြစ်နေကျွန်တော်ရွေးချယ်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ဗျာပထမဆုံးသင်းလေးကတော့ဒီ12:15စောဆုံးမှာကန်မဲ့ရိုးမားနဲ့မီဂျက်လန်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ရိုးမားတို့၄ပွဲကန်ထားတာမှာတော့2ပွဲနိုင်ပြီးတော့2ပွဲရှုံးထားပါတယ်ဂျာမတ်6မှတ်ရရှိပြီးတော့အဆင့်14မှာအဆင့်18မှာရပ်တည်နေတဲ့ရိုးမားဖြစ်ပါတယ်မီဂျက်လန်ကတော့၄ပွဲကစားထားတာ၄ပွဲလုံးကိုအနိုင်ရရှိထားပါတယ်12မှတ်ရရှိပြီးတော့အဆင့်1မှာရရှိနေတဲ့မီဂျက်လန်တင်ဖြစ်ပါတယ်မီဂျက်လန်တို့ကောင်းနေတယ်လို့ပြောရမှာဖြစ်ပါတယ်ဒီ၄ပွဲမှာဒီရိုးမားတို့ကရာ9 5 9ရရှိထားပြီးတော့ပေး9က4 9ရှိထားပါတယ်မီဂျက်လန်တို့ကတော့ရာ9 17 9အထိရှိပြီးတော့ပေး9ကတော့3 9ပဲရှိထားပါတယ်ရိုးမားရဲ့နောက်ဆုံး5ပွဲမှာရိုးမားတို့က4ပွဲကိုအနိုင်ကန်ထားပြီးတော့တပွဲပဲရှုံးထားပါတယ်ရှုံးတဲ့ပွဲကဒီအဝေးကွင်းမှာ AC မီလန်ကိုတို့1-0နဲ့ရှုံးခဲ့တာဖြစ်ပါတယ်စီးရီမှာတော့သူ9ပွဲထိတော့အနိုင်ကန်ထားပြီးတော့ဒီအဆင့်1မှာရပ်တည်နေတဲ့ရိုးမားအသင်းဖြစ်တယ်ဗျယူရိုပါလိတ်အင်ကွင်း2ပွဲကိုသူရှုံးနေထားပြီးတော့ဒီအဝေးကွင်း2ပွဲကိုတော့အနိုင်ရရှိထားပါတယ်ဒါဆိုရိုးမားတို့ကအင်ကွင်းဆိုရင်ရုန်းကန်နေရတာလားလို့ကျွန်တော်တို့စဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်ဒီမီဂျက်လန်ကတော့ဒီယူရိုပါလိတ်မှာเนาะကစားပုံကအတော့ကိုကောင်းပုံပါတယ်เนาะရှုံးပွဲလည်းမရှိသလိုပွဲတိုင်းလိုအနိုင်ကန်ထားတယ်နောက်ပြီးတော့ဒီကစားခဲ့တဲ့၄ပွဲမှာเนาะ19အထိရရှိအောင်စွမ်းဆောင်ထိုင်းနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဒီပွဲကိုဖောက်ပေးထားတဲ့ဂျီကိုကြည့်လိုက်တော့ရိုးမားတို့ကတလုံးကို30ရှုံးဆိုပြီးပေးထားပါတယ်เนาะဒီဂျီမှာတော့ရိုးမားတို့နိုင်လေတလုံးမှာပဲเนาะတလုံးပဲဒါကြောင့်မို့လို့ကျွန်တော်အဝေးကွင်းမီဂျက်လန်ဘော်ဒီကြိုက်ပါတယ်အဝေးကွင်းမီဂျက်လန်ဘော်ဒီကိုကျွန်တော်ယူပါတယ်ပွဲစဉ်နှစ်ဖြစ်ရွေးချယ်ပေးခြင်းနဲ့ပွဲလေးကတော့အက်စတွန်ဗီလာနဲ့ရမိုင်းတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဗီလာတို့ကတော့ဒီ၄ပွဲကစားထားတာကို၃ပွဲထိကိုနိုင်ထားပါတယ်ရမှတ်9မှတ်နဲ့အဆင့်6မှာရပ်တည်နေတဲ့အက်စတွန်ဗီလာအသင်းဖြစ်ပါတယ်ရမိုင်းတို့ကတော့2ပွဲနိုင်2ပွဲရှုံးနဲ့6မှတ်ရရှိပြီးတော့အဆင့်22မှာရပ်တည်နေတဲ့ရမိုင်းအသင်းဖြစ်ပါတယ်ဗီလာရဲ့နောက်ဆုံး5ပွဲမှာဗီလာတို့၄ပွဲထိအနိုင်ရရှိထားပြီးတော့ဒီအဝေးကွင်းပွဲစဉ်မှာဆိုလို့ရှိရင်လီဗာပူးကိုသူရှုံးနေထားတာဖြစ်ပါတယ်တပွဲရတော့လေတော့ဆွမ်းဆောင်ရေးကောင်းတွေကိုဒီပြသနေတဲ့အစတွန်ဗီလာအသင်းလည်းဖြစ်ပါတယ်ပရီးမီးယားလိဂ်မှာအဆင့်၄ထိရောက်ရှိနေပါပြီလက်ရှိမှာတော့ဒီဆွစ်ဇာလန်ကလပ်ရောင်းဝိုင်းကတော့ပြီးခဲ့တဲ့ပွဲမှာเนาะဂရိကလပ် PAOK အသင်းကိုเนาะ၄ဂိုးပြတ်ဒီရှုံးနေထားလို့သူတို့စိတ်တပန်ဆိုင်ရာတွေရိုင်းနေဖြစ်နေတဲ့အသင်းလည်းဖြစ်ပါအခုလဲဒါဒီအင်္ဂလန်မျိုးကိုလာရောက်ပြီးတော့ဝေးကွင်းကစားရမှာဖြစ်လို့သူတို့အတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်ပါတယ်ဒီရမိုင်းသင်းရဲ့အဓိကပြဿနာအခန်းစစ်ပိုင်းပြသူတို့၄ပွဲမှာဒီ19ထိပေးထားလို့ဒီသင်းရဲ့ဒီခန်းစစ်ကတော့တော်တော်ကိုရော်ရဲနေရလို့ကျွန်တော်မြင်ပါတယ်နော်တက်စစ်ကဂိုးတွေရတတ်ပြီမဲ့လို့ဒီအင်္ဂလန်မြေမှာကမ်းမဲ့ပွဲအတွက်ကိုသူတို့လွယ်ကူတဲ့ခြေနေမှာတော့သူတို့ရှိနေလို့ဒီပွဲကိုပေးထားတဲ့ဂျေးကဒီဗီလာတို့ကဒုပြန်လို့ပေးထားပါတယ်ဒီဂျေးမှာတော့အရှင်အက်စတွန်ဗီလာတို့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမှာမို့လို့ကျွန်တော်အက်စတွန်ဗီလာဘော်ဒီကိုပဲကျွန်တော်ရွေးချယ်ချင်ပါတယ်ပွဲစဉ်၃ဖြစ်ရွေးချယ်ပေးခြင်းတဲ့ပွဲလေးကတော့ပေါ်တိုနဲ့နိုင်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ပေါ်တိုတို့က၄ပွဲကစားထားတာ2ပွဲနိုင်1ပွဲစီ1ပွဲရှုံးပြီးတော့ရမှတ်9မှတ်နဲ့အဆင့်14မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်နိုင်ကတော့၄ပွဲကစားထားတာ၄ပွဲလုံးရှုံးပြီးတော့ရမှတ်1မှတ်မှမရရှိရနဲ့အဆင့်35မှာရပ်တည်နေတဲ့နိုင်ဖြစ်ပါတယ်ပေါ်တိုရဲ့နောက်ဆုံး5ပွဲမှာ4ပွဲထိပေါ်တိုတို့ကအနိုင်ရရှိထားပါတယ်နောက်ပြီးတော့ရှုံးပွဲလေးရှိမထားပါဘူးဒီလိုဆွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားတဲ့ပေါ်တိုအသင်းဖြစ်ပါတယ်နိုင်ရဲ့နောက်ဆုံး5ပွဲကိုကြည့်တော့နိုင်ကနောက်ဆုံး5ပွဲမှာတို့4ပွဲထိရှုံးနေထားတဲ့အသင်းဖြစ်ပါတယ်ယူရိုပါလိတ်မှာလည်းပွဲတိုင်းလိုရှုံးပြီးတော့ဒီလမ်းပြောင်းနေတဲ့နိုင်အသင်းဖြစ်ပါတယ်ဒီဘက်မှာတော့ဆွမ်းဆောင်ရည်ကောင်းနေတဲ့ပေါ်တိုကအင်အားသာကျဲလေးရှိနေပြန်တော့ဒီဘက်မှာလည်းအနိုင်3မှတ်ကိုအေးရယူမယ်လို့ကျွန်တော်ထင်ပါတယ်တလုံး50ရှုံးဆိုပြီးတော့ဖွင့်ပေးထားတဲ့ကြီးမှာတော့ကျွန်တော်အင်ရှင်ပေါ်တိုကိုကျွန်တော်ဘော်ဒီဖြစ်ရွေးချယ်ခြင်းပါတယ်ပွဲစဉ်လေးဖြစ်ရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ဒီပယ်ဆန်နဲ့ prime bet တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ပယ်ဆန်တို့၄ပွဲကန်ထားတယ်2ပွဲနိုင်
နှစ်ပွဲတည်ကြထားပြီးတော့ရမယ်ရှင်းမဲ့ရရှိပြီးအဆင့်ရှင်းမဲ့ရက်တည်နေတဲ့ပယ်တန်ဖြစ်ပါတယ် private တို့ကတော့၄ပွဲမှာ၃ပွဲထိနိုင်ထားတယ်တပွဲတည်ကြထားတယ်ရမယ်10မဲ့ရရှိပြီးတော့အဆင့်2မှာရက်တည်နေတဲ့ဒီ private အသင်းဖြစ်ပါတယ်နှစ်သင်းသလုံးကတော့ချင်းသားမိုက်မစိုးဘူးလို့ပြောရမယ်ဗျပယ်တန်ကဒီရိုမာကိုတည်ခံရတယ်လို့ private ကလည်းဘူရောနာကိုတည်ခံထားပါတယ်เนาะဒီနှစ်သင်းချင်းသားမိုက်ဒါကြောင့်တိတ်မကွာဘူးလို့ကျွန်တော်ပြောတာပါဒီနှစ်သင်းမှာထူးခြားတာကနောက်ဆုံး5ပွဲမှာသွင်းကို10ဂိုးရရှိထားပြီးတော့ပေးကို9ဂိုးဟိုစီတူညီနေကြတဲ့အသင်းနှစ်သင်းဖြစ်ပါတယ်เนาะနှစ်သင်းသလုံးကသွင်းကိုက10ဂိုးစီပေးရတဲ့ဂိုးကလည်း9ဂိုးစီတူညီနေကြတဲ့အသင်းဖြစ်ပါတယ်เนาะနှစ်သင်းပေါင်းနောက်ဆုံး10ပွဲမှာเนาะ9ပွဲထိဂိုးပေါ်ဒီကန်ထားပါတယ်ဒါကြောင့်ဒီပွဲကိုတော့ကျွန်တော်နှလုံး80ရှုံးဆိုတဲ့ဂိုးပေါင်းကြီးမှာကျွန်တော်ဂိုးပေါ်လေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နော်ပွဲစဉ်5ဖြစ်ရွေးချယ်ပေးခြင်းတဲ့ပွဲလေးကတော့ဖီနာဘာကြီးနဲ့ဖီတန်ဘာတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဖီနာဘာကြီးရဲ့ဒီကစားခဲ့တဲ့၄ပွဲကိုကြည့်လိုက်တော့နှစ်ပွဲနိုင်တစ်ပွဲစီတစ်ပွဲရှုံးဆိုပြီးတော့ရမှတ်9မှတ်ရရှိထားပါတယ်အဆင့်15မှတ်ရပ်တည်နေတဲ့ဖီနာဘာကြီးဖြစ်ပါတယ်ဖီတန်ဘာတို့ကတော့အချိန်လေးကောင်းတယ်ပြ၄ပွဲကစားထားတာ3ပွဲထိနိုင်ထားတယ်တစ်ပွဲစီကြတယ်ပြီးရှုံးပွဲမရှိသေးပါဘူး10မှတ်ရရှိပြီးတော့အဆင့်3မှရပ်တည်နေတဲ့ဖီတန်ဘာတို့ဖြစ်ပါတယ်ဖီနာဘာကြီးရဲ့နောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်ရင်ဖီနာဘာကြီးတို့နောက်ဆုံး5ပွဲမှာရှုံးပွဲရှိမထားပါဘူး၄ပွဲကိုလည်းအနိုင်ကန်ထားတဲ့ဖီနာဘာကြီးဖြစ်ပါတယ်ဖီတန်ဘာတို့ရဲ့နောက်ဆုံး5ပွဲကိုကြည့်တော့သူတို့လည်း၄ပွဲကိုအနိုင်ကန်ထားပြီးတော့ဒီနောက်ဆုံးပွဲမှာတော့ဒီအောက်ခြေကဒီအသင်းလေးကိုသူတို့ဂိုးပြတ်ရှုံးနေထားပါတယ်ဒီပွဲကလည်းဒီဖီနာဘာကြီးနဲ့ပွဲကန်ဖို့ရှိလို့ပဲဒီလိုသူတို့ဒီအလျှော်တရားခင်းလိုက်ပုံရပါတယ်ဗျာနော်ဒါပေမဲ့ဒါဒီပွဲကတူရကီမြေမှာကမ်းမှန်ဖြစ်တဲ့အတွက်ဖီနာဘာဂျီတို့သွင်းကိုးတွေရတယ်လို့ဖီယန်ဘာတို့လည်းဒါသွင်းကိုးတွေရရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီပွဲကတော့နှစ်ဖက်သွင်းကိုးတွေနေရာမှာပွဲမှုလို့340ပေါက်တဲ့ကြီးမှာကျွန်တော်ဂိုးပေါင်းပေါ်လေးရွေးချယ်ပေးခြင်းပါတယ်ပွဲစဉ်6အနေနဲ့ရွေးချယ်ပေးခြင်းတဲ့ပွဲလေးကတော့ဖီယန်တို့နဲ့7တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဖီယန်တို့၄ပွဲကစားထားတယ်တပွဲပဲနိုင်ထားပြီးတော့3ပွဲရှုံးထားတယ်ရမှတ်3မှတ်နဲ့အဆင့်29မှာရပ်တည်နေတဲ့ဖီယန်တို့ဖြစ်ပါတယ်စစ်တီတို့ကတော့၄ပွဲကစားထားတာတပွဲနိုင်တပွဲတည်း2ပွဲရှုံးနဲ့4မှတ်ရရှိပြီးတော့အဆင့်29မှာရပ်တည်နေတဲ့ဆက်တစ်အသင်းဖြစ်ပါတယ်ဖီယန်တို့ရဲ့နောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်လိုက်တော့4ပွဲထိရှုံးထားပြီးတော့ဖောင်ပြက်နေတဲ့အသင်းတစ်သင်းဖြစ်ကျွန်တော်တွေ့ပါတယ်စစ်တီတို့ကတော့ဒီနောက်ဆုံး5ပွဲမှာ4ပွဲထိနိုင်ထားပြီးတော့ဒီအဝေးကွင်းမှာမဂျက်လန်ကိုရှုံးနေထားပါတယ်ခုလည်းအဝေးကွင်းဖြစ်နေလို့စစ်တစ်တို့အဝေးကွင်းကစားပုံစဉ်းစားပြဖြစ်ပေမဲ့အင်ရှင်ကလည်းဖောင်ပြက်နေတာကိုကျွန်တော်သွားတွေ့ရပါတယ်ဖင်လူတို့ကစားခဲ့တဲ့ပွဲတွေမှာလည်းဒီအပြန်အလှန်သွင်းဂိုးတွေရှိနေတယ်ဆိုတော့ကျွန်တော်သတိပြုနေကြပါတယ်ဒီစစ်တစ်တင်းကလည်းဂိုးသွင်းဂိုးတွေရရှိအောင်သူတို့ဖန်ဆောင်နေပေမဲ့အဝေးကွင်းဆိုရင်သူတို့ရဲ့ခံစစ်ကလည်းဂိုးတွေပေးရရှိပါတယ်ဒါကြောင့်ဒီပွဲကိုတော့သုံးလုံးပြန်ဆိုတော့ဂိုးပေါင်းကြီးမှာတော့ကျွန်တော်ဒီပွဲကိုလည်းကျွန်တော်ဂိုးပေါ်လေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒါကတော့ယူရိုပါလိ18ပွဲရဲ့ပထမပိုင်း6သင်းဖြစ်ပါတယ်ကျွန်တော်ဒုတိယပိုင်းဆက်လက်ပြီးလုပ်လိုက်ပါဦးမယ်အားလုံးပဲဒုတိယပိုင်းမှာပြန်တွေ့ကြပါမယ်